Bhagavato
န္နာစီစဉ်သောအောင်မြင်စွာပြီးဆုံးပြီးသည့်နောက်အခမ်းအနားစီစဉ်လေးအရာဩဝါဒစကားနာယူရန်ဖြစ်ပါသည်ဗျာသူပြပါ၍နာယကဆရာတော်ဖြစ်တော်မူသောဆရာတော်ဗတ္တဒကုမာရမိမွန်ကအရှင်သူမြတ်ဗျာအားလုံးကုန်သောတပည့်ပရိသတ်အပေါင်းသူတော်ကောင်းတို့အားဩဝါဒစကားမွတ်ကြားရှိမြင်ပြီးတော့ပေးပါရန်ဘုရားပြီးတော်ကသူတည်စွာလျှောက်ထားအပ်ပါသည်ဗျာဒီနေ့တော့ဖောက်တရားပရိယတ္တိဌာနမမျိုးတော့ဖောက်တရားပြင်လွယ်မမျိုးတော့မှာပရိယတ္တိစာပေသင်ယူပို့ချနေကြတဲ့သင်ကြားနေကြတဲ့ရန်တော်များတာမဏေများအဲ့တော့ဆရာတော်ပေါင်းဆရာတော်ဘုရားကြီးရဲ့ဆန္ဒတော်အတိုင်းဆရာတော်ဘုရားကြီးမကြာခဏပြောလေးရှိတာပါလဲဆိုရင်ပฏิပတ်တိပရိယမကင်သောပฏิပတ်ဖြစ်မည်ပရိယတိပฏิပတ်သို့ဥတည်နေသောပရိယဖြစ်မည်အဲ့တော့တရားဓမ္မတွေကျင့်ကြံကြုတ်ကိုပွားများထုတ်ကြတဲ့အခါရည်ရွယ်ချက်ကတော့ဒုက္ခခတ်သိငြိမ်းရာဖြစ်တဲ့ကိလေသာတွေကိုပယ်တတ်နိုင်တဲ့လမ်းစဉ်ကိုစနစ်တကျနဲ့မှန်မှန်ကန်ကန်ကျင့်သုံးပြီးပန်းတိုင်ဖြစ်တဲ့မညာပူညာနိဗ္ဗာန်ကိုရရှိသွားကြဖို့သစ္စာလေးပါးကိုထိုးထွင်းသိသွားကြဖို့အဲ့လိုမညာပူညာနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုရောက်ရှိဖို့အတွက်လမ်းကိုမှန်မှန်ကန်ကန်ရှောက်လန်းနိုင်တာကဘာလဲမြတ်စွာဘုရားဟောထားခဲ့တဲ့ပရိယတ္တိဖြစ်တယ်မဂ္ဂင်၈ပါးကျင့်စဉ်တရားဝိတ္တုဒ္ဓိ9ပါးကျင့်စဉ်တရားသိက္ခာ3ပါးကျင့်စဉ်တရားဖြစ်တယ်အဲ့ဒါတွေကိုပြန်ပြောရင်ဘာလဲဆိုရင်အခုကိုရင်နေဦးစင်းနေသင်ကြားပို့ချနေကြတဲ့ပရိယတ္တိအဲ့ဒီပရိယတ္တိမရှိဘူးဆိုရင်မဉ္ဇဉ်ပူဇဉ်နိဗ္ဗာန်ကိုရရှိဖို့အတွက်ဆိုပြီးမှတရားဓမ္မတွေကျင့်ကြံကြတယ်လည်းပြောတယ်ပฏิပတ်တိရိပ်တာတွေကိုထူထောင်ပြီးမှတရားတွေလည်းပဲပြကြတယ်အဲ့ဒီလမ်းစဉ်ကိုမှန်မှန်ကန်ကန်မလျှောက်နိုင်ဘူးမကျင့်သုံးနိုင်ဘူးဆိုရင်တကယ်ပန်းနိုင်ဖြစ်တဲ့မဉ္ဇဉ်ပူဇဉ်နိဗ္ဗာန်ကိုရဖို့ဆိုတာမဖြစ်နိုင်မြတ်စွာဘုရားဟောကြားထားခဲ့တဲ့ပရိယတ္တိကိုသင်ယူပြီးမှဒီလမ်းစဉ်အတိုင်းကျင့်နိုင်မှသာလေမဂ္ဂင်၈ပါးကျင့်စဉ်တရားကမှန်ကန်မယ်လမ်းစဉ်ကမှန်ကန်မှသာလေပန်းတိုင်ဖြစ်တဲ့မေတ္တာပူဇဉ်နိဗ္ဗာန်ကိုရောက်ရှိနိုင်မယ်ဒါကြောင့်မို့ပฏิပတ်တိပရိယမကင်းသောပရိယနဲ့မဆန့်ကျင်သောပฏิပတ်ဖြစ်ရမယ်ဆိုတာတော့ပြောတရားတော့ပြနေကြပါရဲ့ကိုပြကျင်တယ်လို့ပြတရားတော့ကျင့်ကြံနေကြပါတဲ့ကိုကျင့်ကြံတယ်လို့ကျင့်ကြံဘုရားဟောပရိယတ်တွေကိုဂိမ်းမဆိုင်ဘူးဆိုရင်ဘာဖြစ်တော့မဂ္ဂင်၈ပါးကျင့်စဉ်တရားလမ်းစဉ်မမှန်တဲ့အတွက်မဟုတ်တဲ့အတွက်ဘလောက်ပဲကျင့်နေကြပါစေဘလောက်ပဲပြနေကြပါစေပန်းတိုင်ဖြစ်တဲ့မဉ္ဇဉ်ပူဇဉ်နိဗ္ဗာန်ကိုရောက်ရှိဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဒါကြောင့်အခုမိမိတို့သင်ကြားထားတဲ့မြတ်စွာဘုရားရဲ့စကားတော်တွေဟုတ်လားပါဠိတော်တွေအတိုင်းအထာဂရတိကာတွေအတိုင်းလိုက်နာပြီးမှကျင့်ကြံမှသာလျှင်မဂ္ဂင်၈ပါးကျင့်စဉ်တရားဖြစ်လိမ့်မယ်ပေါ့လမ်းမှန်ကျင့်စဉ်ဖြစ်လိမ့်မယ်အဲ့တော့လမ်းကြောင်းကိုမှန်မှန်ကန်ကန်လျှောက်လန်းနိုင်ပြီဆိုရင်ပန်းတိုင်ဖြစ်တဲ့လမ်းဆုံးဖြစ်တဲ့မဉ္ဇဉ်ပူဇဉ်နိဗ္ဗာန်ကိုရရှိဖို့ဆိုတာမလွယ်မသွေရရှိတော့မှာပဲတကယ်ရောက်ရှိတော့မှာပဲဒါဘာလဲပရိယ
ရှိတဲ့အတွက်ပฏิပတ်ကျင့်စဉ်ကိုလည်းပဲမှန်မှန်ကန်ကန်ကျင့်နိုင်တယ်လမ်းစဉ်ကိုလည်းမှန်မှန်ကန်ကန်ရှောင်လန်းတယ်ရှောင်လန်းနိုင်တဲ့အတွက်ပฏิဝေဒမဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ကိုထိုးထွင်းသိမြင်နိုင်တယ်သစ္စာလေးပါးကိုထိုးထွင်းသိမြင်နိုင်တယ်အဲကြောင့်မို့သာသနာ3ရပ်ကလို့ဆက်ဆက်အဲ့တော့ပฏิပတ်ဆိုပြီးမှပြောနေကြတယ်သို့တော့ကိုကျင့်လို့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်လမ်းစဉ်ကမှန်မှန်တဲ့အတွက်သူတို့မဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ကိုရပါတယ်လို့ဘယ်လိုပဲပြောနေကြတယ်ကမှန်ကန်တဲ့သဘောတော့ရှိမှာမဟုတ်ဘူးအဲကြောင့်မို့မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေကိုသင်ကြားခြင်းလေ့လာခြင်းဟုတ်လားပူဇော်ခြင်းဆိုတဲ့ဒီလိုပရိယတ်ဒီလိုကိုစနစ်တကျလုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလမ်းစဉ်အတိုင်းကိုမှန်မှန်ကန်ကန်လိုက်တယ်တင်တော့တင်ပါရင်မလိုက်ဘူးဆိုရင်လည်းမဟုတ်သေးဘူးနော်မှန်မှန်ကန်ကန်တင်ထားတဲ့အတိုင်းလိုက်ပြီးမှရှင်းသုံးနိုင်ပြီဆိုရင်ပฏิပတ်ကလည်းမှန်ကန်တော့ပြီဆိုပฏิဝေဒဆိုတဲ့ပါတော့ဒါကြောင့်မို့မိမိတို့တင်တာကပฏิဝေဒကိုရရှိဖို့အတွက်မဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ကိုရရှိဖို့အတွက်ဒါကြောင့်မို့ဒီမှာဆရာကြီးတရားတွေပြနေတယ်ဆိုတာကဒီသမထဝိပဿနာတရားတွေကိုလုံးဟာမြတ်စွာဘုရားဟောထားခဲ့တဲ့အတိုင်းဟုတ်လားအခုရှင်ဘုရားတို့ကိုရင်တို့ဦးဇင်းတို့သင်ကြားနေတဲ့ပရိယတ်ဒီအတိုင်းအဲ့တော့ပရိယတ်ဒီအတိုင်းပရိယတ်ကိုအခြေခံပြီးမှပฏิပတ်ကျင့်ကြံကြလို့ဘောများအထူလိုက်ရင်ပฏิဝေဒမဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ဆိုတဲ့အတိဝတ်ကိုတရားဟောပြရှိနေပြီကဲအဲကြောင့်မို့ပฏิပတ်ဒီပရိယတ်ကိုကျင့်တော်လို့မို့ပရိယတ်နဲ့မဆန့်ကျင်တော့ပฏิပတ်ဖြစ်ရပြီဆိုတာပဲ။နောက်တစ်ခုကပရိယတ်ဒီပฏิပတ်တို့ဥတည်နေတော့ပရိယတ်ဖြစ်။အခုကိုရင်လူတွေတို့သင်ကြားနေတဲ့ပရိယတ်ဒီဘွယ်လေးတွေရရုံလောက်ပြီးတော့နာမည်ပုံတဲ့ကြီးရုံလောက်ဟုတ်လားနာမည်ကြီးရုံလောက်လာလာပါတွေရရှိဖို့အတွက်အဲ့လိုရွေးချက်နဲ့သင်မယ်ဆိုရင်ဘာဖြစ်သွားလဲအလ္လာဟ်ကဒီမှာမွေဖတ်တဲ့ပရိယတ်ဒီသင်ပြီးဆိုဖြစ်သွားတယ်။အဲ့ဒါမွေဖတ်ရင်မဖတ်နိုင်ပါလို့တော့ဒီဘက်ကရင်ညမှာကောင်းတဲ့လက်ဆိုင်မှာပေါ့လက်ဆိုင်နေပါအဲ့လိုပဲပရိယတ်ဒီသင်တဲ့အခါမှာနာမည်ပုံတဲ့တွေကြီးဖို့အတွက်လာလာပါတွေရရှိဖို့အတွက်မိမိသင်ထားတဲ့ပရိယတ်ဒီပင်နဲ့သူတော်တွေကိုနှိပ်ဖို့အတွက်ဆိုရည်ရွယ်တဲ့နဲ့ပြင်မွေဖတ်တဲ့ဥပမာနဲ့ဒီလိုရတဲ့အတွက်အဲ့ဒါသိရင်ပြပိလာရဲ့အန်ကြီးလိုအပြောကြတော့မှာပေါ့ဒါကြောင့်မို့အဲ့လိုမဖြစ်အောင်မဖြစ်တော့ဒီသင်နေတဲ့ပရိယတ်ငါတစ်ချိန်တော့ပฏิပတ်ကိုမှန်မှန်ကန်ကန်ကျင့်သုံးနိုင်ဖို့ပဲဟုတ်ပြီနော်မှန်မှန်ကန်ကန်စနစ်တကျလက်ခဲ့ရှင်ပါကျင့်စဉ်တရားနဲ့ကျင့်သုံးနိုင်ဖို့အတွက်သင်တာဖြစ်တယ်ပြီးရင်မိမိသင်ထားတဲ့စနစ်တကျကျင့်သုံးတယ်ဒါပฏิပတ်ကျင့်သုံးပြီးရင်မဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ဆိုတဲ့ဘဏ္ဍာကိုရောက်ရှိရမယ်လို့ဒီလိုဥတည်ရထားပြီးမှသင်ရတယ်ဟုတ်လားပရိယတ်ဒီပฏิပတ်ကိုဥတည်နေတော့ပရိယတ်ပြအဲ့ဒါဥတည်နေတာအဲ့လိုဥတည်မှသင်နေတဲ့ပရိယတ်ဒီဟာတကယ်ပါနေရတော့ပฏิပတ်ကိုတကယ်ကျင့်ကြံကြဖို့အားထုတ်ဖို့အတွက်လမ်းကြောင်းဖြစ်တယ်အဲ့တော့မိမိသင်ထားတဲ့ပฏิပတ်ကိုမှန်မှန်ကန်ကန်ကျင့်ကြံလိုက်ပြီဆိုတော့သောမဉ္ဇဉ်ပူဉ္ဇဉ်နိဗ္ဗာန်ဆိုတဲ့ပရိဝေဒကိုရရှိပြီးမှဒုက္ခကတည်းကထွန်းလို့သွားလိမ့်မယ်။အဲ့လိုလေးဥတည်ချက်ထားလိုက်။ဆရာတော်ကြီးကအဲ့ဒီရွယ်ချက်နဲ့ပฏิပတ်ကိုပြတာလည်းပဲပြရနိုင်ပြနေတယ်။အဲ့တော့ပฏิပတ်တိရိတ်တာကိုထူထောင်လိုက်တော့ကျောင်းမှာလာအထုတ်တဲ့ပုဂ္ဂိုလ်တွေကတော့များတော့များတယ်။အာမနာလည်းပြောရဲတိုးတက်တောင်းပြန်နေများတယ်။တိုးတက်တောင်းပြန်နေများတော့ပရိယတ်တိ knowledge ကသိမရှိကြဘူးမရှိတော့မန်ဒီမမှန်ပါပေါ့သူတို့ကအကောင်းနေရင်တိတ်မှဟုတ်မှာမဟုတ်တော့ဒါကြောင့်မို့ပရိယတ်တိ level ရှိတဲ့နယ်ဆိုတော့ပရိယတ်တိစတဲ့သားတွေကိုလာစေခြင်းနဲ့တရားထုတ်တဲ့ရှိရောက်တော့ရောက်လာကြတယ်ဒါပေမဲ့မိမိညွှန်မှန်းထားတဲ့အတိုင်းအရေးအတွက်ကနည်းတယ်အရေးအတွက်ရှိနေရှိမဲ့ဒါပေမဲ့တရားပိုင်းဆိုင်ရာကိုလောင်းထမ်းအနေနဲ့ဇွဲရှိနဲ့အထုတ်တဲ့ပုဂ္ဂိုလ်ကနည်းလောင်းထမ်းအနေနဲ့အထုတ်တဲ့ပုဂ္ဂိုလ်လည်းပဲထိုက်တဲ့လောက်ရှိတယ်ဒါပေမဲ့တရားပိုင်းဆိုင်ရာအောင်မြင်တဲ့ပုဂ္ဂိုလ်နည်းတယ်ဒါကြောင့်မို့သာသနာကိုကျယ်ကျယ်ပြန့်ပြန့်ပြုလို့တော့လည်းပဲပြည်တွင်းပြည်ပခွဲဖြန့်ပြီးမှပြုလို့တော့လည်းပဲအင်အားကတိတ်မလုံလောက်ဘူးဖြစ်နေတယ်ကဲဒါကြောင့်မို့ကိုယ့်ဟာနဲ့ကိုဒီမှာစတင်တိုက်တွေကို
ထူထောင်ပြီးမှဒီစာသင်သားတွေကိုမိမိရဲ့ support လုပ်ပြီးမှဟုတ်လားထောက်ပံ့ပစ္စည်းလေးပါးနဲ့လိုအပ်ရာတွေထောက်ပံ့ပြီးမှကိုယ်တိုင်ပြောထောင်လိုက်မယ်ဆိုရင်ကို့မှာလည်းပဲ free ဒီစာသင်သားတွေငယ်မွေးချင်တော့ရှိလာမယ်ဟုတ်ရှိလာပြီးတဲ့အခါကျတော့သူတို့ကဒီမှာငယ်တဲ့နဲ့ဝင်းကြီးနဲ့အညီနေတဲ့ free ဒီစာသင်တိုင်းမျိုးဖြစ်တာဖြစ်တဲ့အတွက်ဝင်းကြီးလေးစားဖို့အတွက်လည်းနောက်ပိုင်းကျရင်အထူးတလဲတင်ပေးကြမလို့တော့သူတို့ဝင်းကြီးလေးစားပြီးတော့ဖြစ်သွားတီလာကငယ်တဲ့နဲ့စင်ကြယ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ဘာဖြစ်လို့ဒီဖြူစင်တဲ့တီလာကိုအခြေခံပြီးမှမိမိသင်ကြားထားတဲ့ပရိယတ်တိအတိုင်းဆရာတော်ကြီးကလည်းပဲဒီပฏิပတ်တိကိုပြန်ပြီးမှမြတ်စွာဘုရားဟောကြားပြသတဲ့အတိုင်းသမထဝိပဿနာတွေအပြည့်စုံပြန်ပြီးမှလမ်းဖောက်ထားပြီးတာဟုတ်ပြီနော်အဲ့ဒီအတိုင်းအခုပရိယတ်တိစာပေသင်ပို့ချနေတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့လမ်းကြောင်းတိုင်းလိုက်မယ်ဆိုရင်ကဲမိညာပညာနိဗ္ဗာန်ကိုရရှိခြင်းဆိုတဲ့ပရိဝေဒဖြစ်လာနိုင်မယ်ကဲသာသနာတော့ရပါဘူးဟုတ်ပြီနော်အဲ့ဒီရွေးခြင်းနဲ့ဆရာကြီးကအခုပရိယတ်တိပါတွဲပြီးမှထူထောင်လိုက်တော့အဲ့တော့ပရိယတ်တိစတဲ့တိုက်တွေအများကြီးဖြစ်လာတယ်ကဲပရိယတ်တိစတဲ့တိုက်တွေအများကြီးရဲ့မှာကဲပฏิပတ်တိကတော့ပြောကြအောင်ပေါတော်ရပင်မတို့ပြီးတော့ပေါတော်ရမန္တလေးတို့ရန်ကုန်တို့ဒီအင်းဦးလည်းတို့ပฏิပတ်တိဌာနတွေရှိတယ်အဲ့ဒီမှာပြည်တွင်းပြည်ပယောဂီတွေအများကြီးရှိတယ်ပရိယတ်တိအနေနဲ့ဆိုရင်မော်လမြိုင်မှာမဟာမြိုင်စတဲ့တိုက်ကိုဆရာကြီးစာပြီးမှထောက်ပံ့ပေးနောက်ပိုင်းတော့ဘုံမှာပေါတော်ရစတဲ့တိုက်မော်ပြီးထောက်ချက်ဒီမှာလည်းပဲရှိကဲများသောအားဖြင့်တော့သူတို့ကတော့ local ရဟန္တာမတွေများကဲနောက်ဆုံးဆရာတော်ကြီးကိုယ်တိုင်ပြင်ဦးလွယ်မှာလာရောက်သတင်းသုံးပြီးမှနေတော့ဒီဘက်ကိုအဲ့ဒါဦးဇင်းတို့ကစတဲ့တိုက်အနေနဲ့အထူးသဖြင့်တာမဏေကျော်တို့ဦးစားပေးတဲ့စတဲ့တိုက်အနေနဲ့လောက်ကြလို့လုပ်မယ်ဆိုတော့ဆရာတော်ကြီးကသဘောတူတော့အဲ့ဒါဒီကလုပ်ပေးတဲ့ပုံကိုရဦးဇင်းနဲ့ဆရာဘုန်းကြီးတွေကဥဆောင်ပေးဖို့အောင်မြင်အောင်လုပ်ပေးဖို့ပဲလိုတာဆရာတော်ကြီးကနောက်ကမရပေးနေတာပဲရပေးနေမှာပဲဒါကြောင့်မို့လှုပ်လိုက်တဲ့အခါကျတော့အစပိုင်းမှာတော့အခက်အခဲတွေရှိတာပေါ့အခုထိလည်းမရှိဘူးလားဆိုရှိတော့သို့တော်လည်းပဲလောကရန်ဆိုတာသူကိုကြုံရမှာပဲလောကရန်နေကြောင်းတုံလုံးနေရင်ဒါသူတော်ကောင်းလို့မခေါ်နိုင်တော့ဘူးဟုတ်လားဘာဖြစ်တော့လောကရန်နေကြုံလာတော့ချုပ်ပစီတော့ပေါ့အဲကြောင့်မို့ကဲတာနာကိုမိမိစွမ်းနိုင်တယ်မြတ်ဟုတ်လားပြုစုစောင့်ရှောက်မယ်ဆိုတဲ့ဒီလိုရည်ရွယ်ချက်နဲ့အဲ့ဒါဥစဉ်တစ်ပါးလည်းမဟုတ်ဘူးနော်အကုန်လုံးဆရာဘုန်းကြီးတွေရောဆရာကြီးရဲ့စံတာတဲ့ကျန်တဲ့စာသင်သားတွေအကုန်လုံးကဒီလိုရည်ရွယ်ချက်နဲ့စပြီးမှလှုပ်လာလိုက်တာအခုတော့ဘာဖြစ်တော့ဇာမေးပဲအောင်တဲ့ပုဂ္ဂိုလ်တွေပေါ်လာပြီဒီမှာတစ်နှစ်များလာတော့ဒီเจ้าကိုစလို့တော့မနေ့ကပဲဒီเจ้าကိုလူတန်းထားတဲ့ဒီနေ့ကပဲဒီเจ้าကိုလူတန်းထားတဲ့ထိုင်းကယုံငင်ကန်ဆိုတဲ့အကြောင်းထိုင်းเจ้าမှရှိတယ်ထိုင်းဖောက်တွေတဲ့အကြောင်းမှသူကဒီရောက်လာတဲ့အခါကျတော့သူပြောနေတော့ဒီမှာကိုသူအတိုင်းနေတာဒီမှာကြီးကလူထားတဲ့အကြောင်းမှာတန်ဃာတွေနေပြီးမှဇာပေတွေသင်နေကြတယ်ဟုတ်လားအဲ့တော့အကျိုးရှိလိုက်တာလူကအကျိုးရှိလိုက်တာဒီမှာသူပြောတယ်ထိုင်းကိုရောက်တဲ့အခါလဲထိုင်းကဦးဇင်းမိတ်ဆွေကပြောတယ်မြန်မာကိုသွားပြီးမှလူလိုက်ရတာတိတ်အကျိုးရှိတာပဲပြောချင်တာထိုင်းမှာလူထားတယ်မကောက်ဘူးလို့ပြောချင်အဲ့တော့သူလူလိုက်တဲ့အကြောင်းမှာတန်ဃာတွေအကုန်လုံးအကျိုးရှိအောင်တခါလဲအသုံးချတယ်လူလိုက်တဲ့အကြောင်းကြီးကိုအတော့အောင်မထားဘူးတချို့ကအကြောင်းကြီးတွေကဟိနေအောင်ဆောက်တယ်ဒါပေမဲ့ဒီနေ့မှတရားစကား9ရက်လောက်ဖွင့်တာဒါမျိုးကိုတန်ဃာလည်းပဲတစ်ပါးသုံးပါးနေတာဒါမျိုးဆိုရင်အားတဲ့အလူလို့မစိုးရင်ဆရာကြီးကပြောလို့ရှိတယ်သူတို့လူလိုက်တဲ့အကြောင်းမှာတန်ဃာတွေကပရိယတ်ပฏิပတ်အလုပ်ကိုမိမနာညမနာနှစ်ပေါအောင်လုပ်နေပြီဆိုရင်အဲ့ဒါမအားတဲ့အလူအကျိုးကြီးတဲ့အလူဖြစ်သွားပြီဒါမျိုးသူတို့ကယူဆတယ်ဒါကြောင့်မို့သူလူထားလိုက်တဲ့အကြောင်းမှာအခက်ခဲတွေဒါတွေကလူလိုက်ပြီအကြောင်းကြီးပြီးသွားတဲ့အခါကျတော့ဒီမှာတန်မေကျော်လုပ်တဲ့ရဟန်းတန်ဃာတွေအကုန်လုံးကိုဒီမှာပဲထားပြီးတော့ပြောင်းတဲ့ဒါတို့သံဃာပဲဖြေတာလို့ဟုတ်လားစာချက်တာတို့စာချတာတို့အကုန်လုံးကဒီမှာဆိုတော့သူကညင်တဲ့အခါကျဘုန်းကြီးကဒီမှာကျိုင်းနေတယ်လက်ကျောင်းလက်ပတ်ပြီးမှကျောင်းမှာဝိသကာလို့ဟောလားဝိသကာလို့ပဲသူလူလိုက်တဲ့ကျောင်းကြီးအောင်မြင်သွားပြီဆိုတော့ဂါထာတွေရွတ်တယ်သူလည်းရွတ်နေမှာပေါ့ဟုတ်လားအဲ့လိုဝမ်းပန်းတတာဖြစ်နေတယ်ဒါကြောင့်မို့အခုအလူရှင်တွေဘက်ကလည်းပဲမိမိကပရိယပฏิပတ်လို့ကိုတကယ်ဝိနည်းနဲ့အညီတ
ပြုလုပ်ပြီးဆိုရင်အလူချင်းတွေဘက်ကလည်းပဲလူဖို့အတွက်ဝန်မလေးဘူးဟုတ်ကဲ့နော်အဲ့ဒါလေးကိုမှတ်တာအဲ့တော့ဒီမှာမြင်သွားတဲ့အခါကျတော့ဘယ်လိုပရိယအလုပ်ပฏิပတ်အလုပ်တွေကိုလုပ်နေတယ်မြင်တဲ့အခါကျတော့ဒီကလည်းပဲနောက်ကထောက်ပံ့ဖို့အတွက်လူတန်းဖို့အတွက်ဘယ်လိုတွေဆက်သွားတယ်ပေါ့အဲ့တော့တန်ခါ900လောက်ထိဒီမှာလက်ခံလဲဆိုတော့အခုကတော့150 200ရှိသေးတဲ့အကြောင်းတွေပြည့်နေပြီဆိုတော့အဲ့နောက်တဲ့အကြောင်းတွေသူလည်းပဲဆွမ်းနေတယ်လူပါဘူးဒါမျိုးလေးနော်ကဲတော့အဲ့လိုလုံးလိုက်တော့နောက်ဆုံးဘာဖြစ်လာတော့ဆိုတော့ကိုရင်တို့နောက်ဆုံးပြောရမှာအခုတင်နေတာဒီပฏิပတ်ကိုဥတည်ပြီးမှတစ်ချိန်ကြရင်ပฏิပတ်ကိုအောင်မြင်မြင်ကျင့်နိုင်ဖို့ပဲတင်နေတယ်လို့ဒီလိုလေးစိတ်ထဲမှာအဲ့ဒါဆိုရင်အခုတင်နေရတဲ့အကုန်လုံးဥစ္စာနာတွေအားလုံးဟာပါရမီကုသိုလ်ဖြစ်သွားတယ်အဲ့ဒီပါရမီရင့်ကျက်လာပြီဆိုရင်မညာမညာရမိဘရတော့မှာပဲဒါမျိုးနော်ကဲအခုအဲ့လိုရည်ချက်နဲ့တင်လိုက်တော့အခုဒီเจ้าမှာနေပြီးမှတာမီကျော်တွေစားလုပ်လိုက်တာအခုဆိုရင်တော့လောလောဆယ်၄ပါး၅ပါးလောက်ပဲပြီးတော့ဟုတ်လားဒီမတ်ပြီးတော့မပါရင်လည်းပဲနာမည်မပေါ်ပြင်လည်းပြောဥမလညာနာလင်္ကာရနဲ့အကဝန္တလင်္ကာရနောက်ဆုံးဥဇောနာလင်္ကာရနောက်ဒီမှာကုသလဓမ္မလင်္ကာရသူစိတ်တလင်္ကာရတဲ့၅ပါးလောက်တော့ဒီရဖက်လာအဲ့တော့အဲ့မှာမြန်မာက3ပါးတရုတ်နိုင်ငံက1ပါးအင်ဒိုနီးရှားနိုင်ငံက1ပါးနောက်ထပ်ဘာလဲဒုတိယဆင်းတို့တတိယဆင်းတို့ရောက်လာတဲ့ဥမာဗီယက်နမ်တို့တခြားနိုင်ငံတွေကလည်းပဲတန်းစီပြီးမှရှိအဲ့တော့ပြောချင်တာကခုနပြောချင်တာကတခြားကျောင်းတွေမှာဦးဇင်းတို့ဒီဖောက်တရားကိုပဲပြောတာပါဥမာ local ရဟန်းတွေများတယ်မြတ်တော်အပြင်လေဒီမှာကျတော့နိုင်ငံပေါင်းစုံကရဟန်းတာတွေဖြစ်သွားတယ်အဲ့ဒါလေးပြောချင်တယ်ထူးခြားမှုအရေးအတွက်ရှင်နေဆိုရင်တို့လောက်တော့ဘုဘဲလောက်တော့များချင်မှများမှာ900 600 900ဒီလောက်မရှိသေးဘူးတော်တော်လည်းဒီမှာရှိတဲ့150 160ဝန်းကျင်လောက်ဟာဟုတ်လားမြန်မာတွေမကပဲနဲ့တရုတ်တို့လိုဗီယက်နမ်တို့လိုအင်ဒိုနီးရှားတို့လိုဘာလဲထိုင်းတို့ကမ္ဘောဒီးယားတို့သီလင်္ကာတို့ဘင်္ဂလားဒေ့ရှ်တို့ဒီလိုတွေပါလာတယ်ပေါ့အဲကြောင့်မို့သူတို့လည်းပဲနောက်ဆုံးဒီလိုလမ်းစဉ်အတိုင်းဝိနည်းနဲ့ညီရဲ့ပရိယတ်တိစတဲ့လိုက်လို့ပြီးမှငယ်တဲ့ဒီလောက်ကိုဖြူစင်အောင်ဖြည့်ကျင်သွားစာပေကိုလည်းပဲပฏิပတ်ကိုဥတည်ပြီးမှတင်သွားစာမေးပွဲတွေအောင်မြင်တဲ့အခါစာတွေတက်ကြတဲ့အခါပฏิပတ်ကိုလည်းဆက်ပြီးမှအောင်မြင်ဖြောင်းအထုပရိယတ်ပฏิပတ်အရေးချင်းတွေပြည့်သွားပြီဆိုရင်အဲ့ဒါသူတို့ဟာတေချာပေါ့ဟုတ်လားဒီဗုဒ္ဓသာသနာကြီးကိုကြာရတာဝန်ကထမ်းဆောင်ကြမယ့်ပုဂ္ဂိုလ်တွေပဲမြန်မာနိုင်ငံကိုဖက်နဲ့သူတို့ရဲ့သစ္စာရနိုင်ငံတွေကိုပြန်ရောက်ပြီးမှလည်းပရိယတ်တိဘုံပฏิပတ်တိတွေကိုထူထောင်ရိပ်သာတွေကိုထူထောင်ပြီးမှအစာပေတွေပို့ချကြမယ်တရားဓမ္မတွေကိုသင်ကြားပေးကြမယ့်ပုဂ္ဂိုလ်တွေပဲလို့အဲဒါကြောင့်ဒီလိုပုဂ္ဂိုလ်တွေများများပေါ်ထွက်အောင်ဟုတ်လားဆက်လက်ပြီးမှဇာတင်သားဆရာဘုန်းကြီးတွေကလည်းပဲရှင်မြောက်ထောက်ပံ့ပြီးဓမ္မတွေကလည်းဝိုင်းဝန်းဆောက်ရှောက်ပြီးဆရာတင်သားတွေကလည်းပဲမပြင်းမိပဲနဲ့ဟုတ်လားတစ်နေ့တစ်နေ့ပို့ပြီးမှအဆင့်မြင့်အောင်မြင်မှုတွေမှာလည်းပဲအဆင့်တွေကောင်းအောင်ဟုတ်လားတဏှာကိုငါမြင့်တင်ဒီမှာဟုတ်လားဆရာတော်ကြီးကိုလည်းပဲဝမ်းသာစေတော့အပြင်ငါမြင့်တင်ဒီမှာကြိုးစားမယ်ဆိုပြီးမှထက်တန်သောဇွဲလုံးလာဝိရိယဖြင့်ဟုတ်လားဒီလိုအခုနဲ့အောင်တယ်လို့ပေါ့နောက်နဲ့ဆိုတဲ့ပုံမှန်အောင်တဲ့ပုဂ္ဂိုလ်တွေအဆင့်မြင့်အောင်တဲ့ပုဂ္ဂိုလ်တွေပေါ်ထွက်လာအောင်ကြိုးစားနိုင်ကြပါစေကုန်သတည်းအခမ်းအနားစီစဉ်လေးအောင်မြင်စွာပြီးဆုံးပြီဒီနော်အခမ်းအနားစီစဉ်9ရာစောင်းတန်ခါအရှင်သူမြတ်များကိုဂုဏ်ပြုပူဇော်ရန်ဖြစ်ပါပြီဗျာတို့ဖြစ်ပါ၍စောင်းတန်ခါတော်အရှင်သူမြတ်များကိုဂုဏ်ပြုပူဇော်နိုင်ရန်အတွက်သက်ဆိုင်ရာဆရာတော်လူပုဂ္ဂိုလ်များကစီစဉ်ပြီးတော်မူကြပါရန်ဒီကလျှောက်ထားပါလိမ့်ဗျာနဘာတေကကျေးဇူးစွာရှင်ကုသလဓမ္မလင်္ကာရအရှင်သူမြတ်ဗျာစောင်းစုများအလုခံပေးပါရန်
ရှောက်ထားအပ်ပါသည်ဗျာဆရာတပည့်တော်တို့ကျောင်းတိုင်းမှာတာမန်ကျော်ပွဲရသည့်အင်ဒိုနီးရှားနိုင်ငံသားရှင်ကုသလဓမ္မလင်္ကာရ၏အထောပတိအကျဉ်းကိုရှောက်ထားဖတ်ကြားခွင့်ပြုပါဗျာအင်ဒိုနီးရှားနိုင်ငံသားရှင်ကုသလဓမ္မလင်္ကာရ၏အထောပတိအကျဉ်းပါဗျာဝိဇာဒမင်္ဂလာရှင်ကုသလဓမ္မလင်္ကာရသည်အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ကမဲတော်မစတာစုကြံတို့နှင့်မဲတော်မစ်စစ်မီလီယနာတို့မှ1369ခုနှင့်ဝါကောင်လဆန်14ရက်တနင်္လာနေ့တွင်ဖွားမြင်တော်မူသည့်သာယရဏတစ်ပါးဖြစ်ပါသည်ဗျာပပိစမင်္ဂလာရှင်ကုသလဓမ္မလင်္ကာရသည်ကျေးဇူးတော်ချင်းဖောက်တော်ရဆရာတော်ဘုရားကြီးဗဒ္ဒနာအာဇိနမဟာထေကိုဥပိ္ပစေပြု၍1382ခုနှစ်နေုံလဆန်တရက်နေ့တွင်ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပါသည်ဗျာဝိဇယမင်္ဂလာများရှင်ကုသလဓမ္မလင်္ကာရသည်1383ခုနှစ်နိုင်ငံတော်အစိုးရပါဠိပထမပြန်ဆောင်ဝေးပွဲ၌အရှိပြုမူလတန်းကို၎င်း1384ခုနှစ်နိုင်ငံတော်အစိုးရပါဠိပထမပြန်ဆောင်ဝေးပွဲ၌ပထမငယ်တန်းကို၎င်းအောင်မြင်ခဲ့ပါသည်ဗျာ1385ခုနှစ်သာမဏေကျော်ပထမဆင့်ကိုမော်ဘီမြို့ဖောက်တော်ရဓမ္မပရုကသာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းပဲခူးမြို့သာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းရန်ကုန်မြို့သာသနာဝန်ဆောင်သာမဏေကျော်ဆောင်ဝေးပွဲ၌၎င်းမန္တလေးမြို့ပရိယတ္တိသာသနာဟိတသာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းနေပြည်တော်ရန်အောင်မြင်သာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းကရင်ပြည်နယ်သာသနာမမကသာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းအတိအသီးပထမဆင့်ကို6သိန်းအောင်မြင်ခဲ့ပါသည်ဗျာ1386ခုနှစ်သာမဏေကျော်ဒုတိယဆင့်ကိုမော်ဘီမြို့ဖောက်တော်ရဓမ္မကရုကသာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းပဲခူးမြို့သာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းရန်ကုန်မြို့သာသနာဝန်ဆောင်သာမဏေကျော်ဆောင်ဝေးပွဲ၌၎င်းမန္တလေးမြို့ပရိယတ္တိသာသနာဟိတသာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းနေပြည်တော်ရန်အောင်မြင်သာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းကရင်ပြည်နယ်သာသနာမမကသာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းဒုတိယဆင့်ကို6သိန်းအသီးသီးအောင်မြင်ခဲ့ပါသည်ဗျာ1389ခုနှစ်သာမဏေကျော်တတိယဆင့်ကိုမော်ဘီမြို့ဖောက်တော်ရဓမ္မပရုကသာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းပဲခူးမြို့သာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းရန်ကုန်မြို့သာသနာဝန်ဆောင်သာမဏေကျော်ဆောင်ဝေးပွဲ၌၎င်းနေပြည်တော်ရန်အောင်မြင်သာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းကရင်ပြည်နယ်သာသနာမမကသာသနာလင်္ကာရဆောင်ဝေးပွဲ၌၎င်းအသီးသီးအသင်း၅သိန်းကိုအောင်မြင်ခဲ့၍5ပွဲရသာမဏေကျော်ဖြစ်ခဲ့ပါသည်ဗျာရှင်ကုသလဓမ္မလင်္ကာရ၏ဆရာများပြုံးလီမြို့နယ်ကြောက်ပြာတို့ကျေးရွာဖောက်တော်ရပရိယတ္တိဌာနရှိအရှင်ညီယဓမ္မလင်္ကာရအရှင်ကောဝိဒအရှင်ဇနသာမေလင်္ကာရနှင့်အရှင်အိန္ဒဝရအစရှိသောစာကြဆရာတော်များဖြစ်ကြပါသည်ဗျာယခုအခါရှင်ကုသလဓမ္မလင်္ကာရသည်ပြုံးလီမြို့နယ်ကြောက်ပြာတို့ကျေးရွာဖောက်တော်ရပရိယတ္တိဌာန၌ဟောတော်ရဆရာတော်ဘုရားကြီးမြတ်တာရေးအောင်ဝယ်သာသနာတော်များကိုထမ်းဆောင်လျက်သတင်းသုံးနေထိုင်လျက်ရှိပါကြောင်းရိုသေစွာရှောက်ထားအပ်ပါသည်ဘုရားသာဓုသာဓုသာဓုဘာဝရသာမဏေကျော်အင်ဒိုနီးရှားနိုင်ငံသားရှင်ကုသလဓမ္မလင်္ကာရအားလူဝေဝတ္ထုများစက္ကန့်လူတန်းပေးပါရန်ရှောက်ထားအပ်ပါသည်ဗျာ
ကုသလဓမ္မသင်္ကာရအား သာဓုသာဓုသာဓု အလုံးသောတရုတ်လူရှင်ရဘောဇာဆရာလေးတော်ယတစာရီနဲ့ဆရာလေးတော်မကစာရီလူဝဲပစ္စည်းများစကပ်ပေးပါဆက်လက်ပြီးတော့ရှင်ကုသလဓမ္မသင်္ကာရအားဒါ3000ရောက်နေဒါတခါကြီးဦးကြည်ရွှေနဲ့ဒီမိုင်းတော်ဝန်းဝန်းမော်မိသားစုလာလို့ပြောဆက်လက်ပြီးတော့အဆက်ပစ္စည်းများဆက်လက်လူလာပေးပါမယ်သာဓုသာဓုသာဓုဆက်လက်ပြီးတော့သာပယောတုအရှင်ကုသလဓမ္မသင်္ကာရအားအင်ဒိုနီးရှားလူရှင်များဘောဇာဆရာလေးတော်စရဏလာရောက်လှူဒါန်းပေးပါတယ်သာဓုသာဓုသာဓုတတရားစဉ်ဝေယရှင်သူစိတ်တော်သင်္ကာရဤအထောပတိအချင်းကိုဆရာတော်ကိုအိနာစာရရှင်သူမြတ်မှဖတ်ကြားရှင်းပြပေးပါရန်တရားတော်ကမိသေးစွာလျှောက်ထားအပ်ပါသည်ဗျာယခုရှိတွင်အခုဇောကံတာမီကျော်ပွဲရရှင်သူစိတ်တာလင်္ကာရဤအထောပတိအကျဉ်းပါဗျာရှေးစွာရှင်သူစိတ်တာလင်္ကာရဤဝိစာဒမွေးနေ့မင်္ဂလာပါဗျာရှင်သူစိတ်တာလင်္ကာရသည်စရန်တိုင်းဒေသကြီးကောလင်းမြို့နယ်လာကာကြီးရွာနေခမဲတော်ကြီးဦးလာမြင့်မေတော်ကြီးတော်မညော့တို့မှာ1369ခုနှစ်တဆုံလာပြည်ကျော်17ရက်တောက်ကြနေ့တွင်ဖားမြင်သောသာအလယရနာတစ်ပါးဖြစ်ပါတယ်ဗျာရှင်သူစိတ်ကာလင်္ကာရဤပါရိဇမင်္ဂလာမှာစကိုင်းတိုင်းဒေသကြီးကောလင်းမြို့နယ်လခါရွာကျောင်းဆရာတော်ဗရဒပညာဝန္တကိုဥပိ္ပဇေပြု၍1389ခုနှစ်တပေါင်းလာပြည်ကျော်17ရက်တနင်္ဂနွေနေ့တွင်ရှင်သာမဏေအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါလေဗျာ။နောက်ရှင်သူစိတ်တာလင်္ကာရဤအောင်မြင်မှုဝိဇယမင်္ဂလာများပါဗျာ။နံပါတ်1 1383ခုနှစ်တွင်နိုင်ငံတော်အစိုးရပါဠိပထမဉာဏ်စာပေပွဲအခြေပြုမူရန်ကို၎င်းနံပါတ်2 1383ခုနှစ်
တာမဏိကျော်ပထမစဉ်ကိုပဲခူးမြို့သာသနာ့လင်္ကာရစာမေးပွဲ၌၎င်းနေပြည်တော်ရန်အောင်မြင်သာသနာ့လင်္ကာရစာမေးပွဲ၌၎င်းတောင်း